ကဲပရိတ်တကြီးအခုဆိုရင်တော့ရင်ခုန်စရာကောင်းတဲ့နောက်ထပ်အဆိုတော်တူရဲ့အလှည့်ကိုရောက်လာပြန်ပါပြီဗျာဟုတ်ပါတယ်ရှင်ဒီနေ့မှာတော့3ယောက်မြောက်ပြိုင်ပွဲဝင်အဆိုတော်ဖြစ်တဲ့ Ethereal Cinematic Voice ပိုင်ရှင်လေးယူးလေးနဲ့မိတ်ဆက်ပေးပါရစေသူ့ရဲ့အထူးခြားဆုံးအချက်ကတော့သူ့ရဲ့နောက်ခံအကြောင်းကိုဘယ်သူမှသိချမသိကြတာပါပဲဗျာတကယ်ကိုလျှို့ဝှက်စမ်းကြဲတဲ့မိန်းကလေးပါမှန်ပါတယ်သူမကိုယ်တိုင်ကလည်းအရာအလုံးကိုရှင်းပြနေစရာမလိုပါဘူးလို့ဆိုထားပါတယ်စကလုံးကြီးအများကြီးထက်ဆိုင်ရင်သူ့ရဲ့အတိတ်ကအမှတ်တရတစ်ခုလို့ခံစားရစေနဲ့အတန်လေးနေတယ်လုံလောက်တယ်လို့ဆိုလိုချင်တာဖြစ်မှာပါဒါဆိုရင်အရာအလုံးကိုခဏမိထားပြီးယူးလေးရဲ့လှုပ်ဝက်စမ်းကြည့်တဲ့စိတ်ကူးရင်ကဘာတွေကိုအခုပဲအတူတူမျောလွင့်နားဆင်လိုက်ကြရအောင်ရှင်သိချင်မိတာအမှန်ပါပဲအနာကမခွာရနိုင်ခဲ့ပြီဆိုင်သူရှိရင်တောင်းပန်ပါတယ်မင်းကတော့ဒါတွေမသိနိုင်ပြီဖွင့်ပြောဖို့အခွင့်အရေးမရှိလဲဆိုရင်ချင်နေပါတယ်ငါယူတော့ခဲ့ပါသည်မြင်ခွင့်ရရုံနဲ့ချင်နေပါသည်မပိုင်ဆိုင်ရလဲချင်နေအောင်ဒီတဲ့တော်လေးမြန်လို့နေချိန်တိုင်းမှာကဘာကြီးကလင်းလက်သွားပြီကိုရရှိတဲ့နေရာလေးကကိုချင်ရတဲ့အဝေးတနေရာပါပဲဒီနေ့တော့မင်းသီလာမှာပါအဝေးကလမ်းနေတာတွေကိုချိန်တွေဘလောက်ကြာသွားပါစေဒီအချက်ကတော့အမြဲရှင်သန်နေမှာယူတော့ခဲ့ပါသည်မြင်ခွင့်ရရုံနဲ့ချိန်နေပါသည်မပိုင်ဆိုင်ရလဲချင်နေအောင်ဒီတဲ့တော်လေးမြန်တော့နေခွင့်ရရှင်သိချင်မိပါသည်